ဟုတ်ပြီဒီနေ့ရဲ့ day 2ဖြစ်ပါတယ်โอเคဒီမှာပြထားတဲ့မုဒရာဆိုတဲ့ပညာရက်ပေါ့နော်လက်ဖွားဟာအလဟတ်တမဟုတ်ဘူးကိုဘဝအတွက်အရေးပါတဲ့အရာရောက်တယ်ကိုဘဝကိုအများကြီးတိုးတက်အောင်ကိုယ့်ရဲ့ခန္ဓာကိုယ်မှာဖြစ်ပွားနေတဲ့ယောဂဝေဒနာတွေကိုသက်သာအောင်ဒီတက်ပို့ပြီးတော့ကိုယ့်ရဲ့ energy ကောင်းအောင်စသဖြင့်ပေါ့နော်အများကြီးကိုကူညီပေးနိုင်စွမ်းရှိတယ်ဟုတ်ပြီနော်အဲ့ဒီလိုမျိုးပဲလက်ဖွားမှာတို့ရှေ့ရက်ကတကြီး၅ပါးချိတ်ဆက်တယ်တကြီး၅ပါးနဲ့ပေါ့နော်ချိတ်ဆက်နေတယ်လို့ပြပေးထားတယ်မှုတွားတွေအမျိုးမျိုးရှိတယ်အဲ့ထဲမှာ popular အဖြစ်ဆုံးအသုံးအများဆုံးကိုတို့တွေကလေ့လာနေတယ်ဟုတ်ပြီစိတ်ဝင်စားစရာကောင်းအိတ်ထပ်ပို့ပြီးတော့ဆိုလို့ရှိရင်ဒီတက်ကြီး၅ပါးဆိုတာသူကတက်ကြီး၅ပါးနဲ့ပဲဒါဥတီပြီးပြောလို့ပေါ့နော်တကယ်ဆိုလို့ရှိရင်ဒီလက်ဖွားရဲ့ energy လက်ဖွားရဲ့ chakra တွေဒီလက်ဖွားနဲ့ခန္ဓာကိုယ်နဲ့ချိတ်ဆက်ပုံတွေပြီးရင်လက်ဖွားရဲ့ဂျိုကုံတစ်ခုချင်းစီမှာဖြစ်တည်ပုံတွေပေါ့နော်အများကြီးကိုရှိသေးတယ်ပြောရမယ်ဆိုရင်ဒီလိုလက်ဖွားလေးတွေပြုလုပ်တာဟာကိုယ့်အတွက်ကောင်းကျိုးရရှိစေရဖြစ်တဲ့အတွက်ကြောင့်မို့လို့ရှေးသူတော်စင်တွေကလည်းမုဒရာလေးတွေစောင့်ပြီးတော့ meditation ထိုင်တာကိုပုံတော်တွေမှာတွေ့ရနိုင်တယ်။ဒါကြောင့်မို့လို့ကိုယ်တွေလေ့လာခြင်းအားကြောင့်ကိုယ့်အတွက်တဏှာမဟုတ်တဏှာပေါ့နော်အကောင်းကျိုးရရှိစေနိုင်မယ်နော်ဒါကိုတော့ယုံကြည်ပါဟုတ်ပြီပညာရက်တွေကိုယုံကြည်တဲ့အခါပညာရက်တွေကကိုယ့်ကိုပြန်လဲပြီးတော့စောင့်ရှောက်တယ်ဟုတ်ပြီဒီမနေ့ကပရဏမုဒရာရဲ့အကြောင်းရင်းအစုံလင်ပေါ့နော်မနေ့ကပရဏမုဒရာရဲ့ဘယ်လိုအကျိုးကျေးဇူးဘာညာအကုန်လုံးကိုကျမရဲ့ page မှာတင်ထားပေးမယ်ပေါ့နော်ဟုတ်ပြီမနေ့ကကျမကျင်းကျုပ်ဆိုပြီးတော့ကြော်သွားတဲ့အပိုင်းလေးတွေကိုစာအပြည့်စုံနဲ့တင်ပေးလိုက်ပါမယ်အဲ့ဒီမှာ save ယူလို့ရပါမယ်နော်အဲ့ဒါရင်အခုဒီမှာပြတဲ့မုဒရာရဲ့အစွမ်းတတိပြေဝအောင်ဆောင်ရန်ရှောင်းရန်များဗညာသမကလာများဒါများရဲ့အားလုံးကိုကျမရဲ့ page မှာတင်ပေးလိုက်ပါမယ်နော်ဟုတ်ပြီမုဒရာလေးလေ့ကျင့်ချိန်ပမာဏအမျိုးအစားအရေးကြီးတဲ့အချက်တွေအားလုံးကိုကျမတို့ဒီစာရွက်ကလေးတွေပေါ့နော်မျှဝေပေးလိုက်ပါမယ်အခုကတော့ကျမတို့အဓိကအဖြစ်ဒီနေ့ရဲ့မုဒရာအကြောင်းလေးရဲ့ပြီးသွားရင် meditation ကိုအဓိကထားသွားမယ်ပေါ့နော်ဒါရအချိန်ကဟုတ်ပြီ day 2မင်္ဂလာပါဒါဆိုလို့ရှိရင်ကျမတို့မှတ်ဉဏ်အားတတိအားတွေပေါ့နော်နဲပြီးတော့အာယုံတွေရှုပ်တဲ့အပိုင်းပေါ့နော်အဲ့ဒါမျိုးတွေကိုအလုံးအနေနဲ့ပေါ့နော်ခံစားနေရပါသလားပေါ့နော်ဒါဆိုလို့ရှိရင်ဒီမုဒရာကိုသုံးလို့ရတယ်โอเคမှတ်ဉဏ်အားတွေတတိအားတွေတိုးစေတယ်အဲဆိုလို့ရှိရင်ဗာမုဒရာလေးဖြစ်မလဲဆိုတာကိုတို့တွေဒီနေ့မှလေ့ကျင့်မှုအတွက်အစင်းသစ်ဖြစ်နေပြီဆိုလို့ရှိရင်ချက်ပေါက်မှာ yes ဆိုတာလေးကိုရေးပေးနော်ဟုတ်ပြီတက်ကြွလေးပါဝင်ပေးပါအမတို့ပျော်ပျော်ရွှင်ရွှင်လုပ်ကြမယ်ပေါ့နော်โอเคOkay yesဟုတ်ပြီ yes ဆိုတာလေးဒါကျမတို့အပြန်အလှန်ပေါ့နော် connect ဟိုဟာဖြစ်တာပေါ့အရင်တော့ဆိုတော့ကျမအဲ့လိုသိလို့လေးမရှိဘူးပေါ့နော်ဟိုဟာလူကြီးမိဘတွေပါရင်သူတို့မနှိမ့်တက်မှာဆိုလို့ပေါ့နော်ကျမဘာသာကျမပဲတင်သွားလေးရှိတယ်အခုကတော့ကျမဒါတက်ကြွဖြစ်စေခြင်းတယ်ပေါ့နော်ဒါကြောင့်မို့လို့မနှိမ့်တက်တဲ့ဆိုတဲ့သူကမနှိမ့်နဲ့နှိမ့်တက်တဲ့ဆိုတဲ့သူကကျမဒီလိုလေးတွေမေးတိုင်းမှာနှိမ့်ပေးပါပေါ့နော်ဒါဆိုရင်ပို့ပြီးတော့ပျော်ပျော်ရွှင်ရွှင်လေးဖြစ်မယ်နော်ဟုတ်ပြီ yes ကျေးဇူးပါโอเคဒါဆိုလို့ရှိရင်မှတ်ဉဏ်အားလူတိုင်းကမှတ်ဉဏ်အားကောင်းအောင်ကြိုးစားဖို့လိုတယ်မှတ်ဉဏ်အားဆိုတာမှလည်းတို့တွေအခုမှတ်ဉဏ်ဘယ်လောက်ကောင်းတည်ဆိုကမူထက်ကောင်းအောင်လုပ်လို့ရတယ်အဲ့ဒီထက်ကောင်းနေဆိုတဲ့သူကလည်းထက်ကောင်းအောင်လုပ်လို့ရတယ်ဒီလိုဉာဏ်နေအရာတွေဒီတတိတွေကလေ unlimited ပေါ့နော်ကြိုးစားလို့ရတယ်ပေါ့နော်ထပ်တိုးအောင်မျိုးစုံစူးစမ်းလို့ရတဲ့အရာပိုင်းကြီးဖြစ်တယ်ပေါ့နော်အဲဒီမှာကိုယ့်အနေနဲ့ကမှတ်ဉဏ်အားနည်းနေတဲ့သူမဟုတ်ဘူးဆိုရင်တော့အရန်ကောင်းတယ်ဆိုရင်တော့ထပ်ကားအောင်စူးစမ်းလို့ရပါတယ်နော်ဟုတ်ပြီဒါဆိုရင်ဒီမှုဓာလေးကဘာလဲဟုတ်ပြီကြည့်ကြရအောင်ဟုတ်ပြီစိတ်ကိုတည်ငြိမ်စေပြီးတော့အာယုံစူးစိုက်မှုမှတ်ဉဏ်အပိုင်းကိုမြင့်တင်ပေးနိုင်တဲ့ကျဲမှုဓာအကြောင်းပေါ့နော်ဟုတ်ပြီဒီမှုဓာကပုံနေတိုင်းမှာတွေ့ရနိုင်တယ်ပြီးသွားတဲ့အခါကျရင်ယောဂကျင့်တဲ့ကျင့်စဉ်တွေမှာအရန်ခေတ်စားတဲ့မုဒရာလေးတစ်ခုဖြစ်တယ်ပေါ့နော်ဟုတ်ပြီဒါလေးကဘယ်လိုလဲဆိုလို့ရှိရင်အဲ့မှာမြင်တွေ့ရတဲ့ပုံလေးအတိုင်းကိုလေ့ကျင့်ရမှာဖြစ်ပါတယ်နော်ဟုတ်ပြီလက်မရဲ့โอเคလက်ညှိုးရဲ့ထိစပ်ထားမယ်ပေါ့နော်โอเคလက်မရဲ့လက်ညှိုးရဲ့ထိစပ်ထားခြင်းက
elemental connection ပေါ့နော်ဓာတ်ကြီး၅ပါးဘလို့ချိတ်ဆက်လို့ဘာကိစ္စကြောင့်ကျမရဲ့မှတ်ဉာဏ်ကိုကောင်းစေမှာလဲဆိုလို့ရှိရင်โอเคမနေ့ကပြောတဲ့အတိုင်းလက်ချောင်းတွေကသဘာဝဓာတ်၅ပါးနဲ့ဆက်ဆက်နေတယ်ဟုတ်ပြီပြီးသွားရင်အဓိကအဖြစ်ဒီနေ့ကလက်ညှိုးလက်မကိုထိလိုက်မှာအဲ့လိုဖြစ်တဲ့အတွက်ကြောင့်မို့လို့မိဓာတ်နဲ့လေဓာတ်ကိုသူကချိတ်ဆက်လိုက်တယ်အဲ့လိုပေါ့နော်ဒါလေးတွေကိုအသေးစိတ်ကျမပြန်တင်ပေးမယ်အဲ့ကြရင်သေချာဖတ်နော်ဟုတ်ပြီမိဓာတ်နဲ့လေဓာတ်ကိုကျမတို့ကတဲ့ပေါင်းစပ်လိုက်ခြင်းကြောင့်ပေါ့နော်ဒီမတည်ငြိမ်တာတွေစိုးရိမ်တာတွေကိုထိန်းချုပ်နိုင်ပြီးတော့တို့တွေဒီโอเคလက်မနဲ့လက်ညှိုးကိုပေါင်းဆက်လိုက်တဲ့အတွက်တို့တွေဒီကိုယ့်အတွက်ပေါ့နော်အကျိုးမရှိတာတွေကိုထိန်းချုပ်နိုင်ပြီးတော့တည်ငြိမ်မှုတွေပညာဉာဏ်တွေတိုးပွားစေတယ်တဲ့ဒါကြောင့်မို့လို့ဒါကစိတ်တည်ငြိမ်ပြီးပညာဉာဏ်တိုးပွားတဲ့အကောင်းကျိုးကိုရရှိတာဖြစ်တယ်တဲ့ဟုတ်ပြီကဲအဲ့ကြတော့ကအချင်းချုပ်အနေနဲ့ဆိုလို့ရှိရင်မူတော်ဆိုလို့ရှိရင်ကျင်းမူတော်လို့ခေါ်တယ်โอเคအင်္ဂလိပ်လို့ဆိုလို့ရှိရင်မူတော် knowledge ပေါ့နော် knowledge အသိပညာဆိုင်ရာမူတော်လို့လည်းခေါ်တယ်ဓမ္မလို့ဆိုရင်အသိပညာမူတော်လို့ ready ပြန်လို့ရတယ်ပေါ့နော်ကိုယ့်ရဲ့အသိဉာဏ်တွေတိုးတက်စေတယ်စိတ်တွေကိုပို့ပြီးတော့တည်ငြိမ်စေတယ်ဟုတ်ပြီအဲ့ဒီကြတော့ကသူ့ကိုပြုလုပ်ဖို့အချင်းချုပ်ဆိုရင်တော့စောနာလိုလက်ကလေးထိထားတာမျိုးပေါ့နော်အဓိကအကျိုးကျေးဇူးဆိုလို့ရှိရင်တော့သူအာယုစစိုက်မှုတွေပိုကောင်းစေတယ်စိတ်ဖိစီးမှုတွေ depression တွေတက်တာရောကြစေတယ်ပြီးသွားတဲ့အခါကျရင်စိတ်ကလေးကိုပိုတည်ငြိမ်စေတယ်ပေါ့နော်တည်ငြိမ်တဲ့နေရာမှာလည်းအဲ့ဒီတိုင်းပဲတည်ငြိမ်တဲ့ထက်တည်ငြိမ်နိုင်တဲ့ level တွေကအများကြီးရှိတယ်အဲ့လိုပေါ့နော်လုံးဝကြည်စိမ့်အေးပြီးတော့လုံးဝစက်ကြော်ရာကြီးရဲ့ဟိုဘေးနေရာမှာဘာဖြစ်တော့မဲဆိုတဲ့အပိုင်းကိုပါတီးရလောက်တဲ့အထိတောင်စိတ်ရဲ့တည်ငြိမ်စွမ်းပေါ့စွမ်းအားချိတဲ့သူတွေကအစအများကြီးရှိတယ်ပေါ့နော်ဒါကြောင့်မို့လို့သူကစိတ်ရဲ့တည်ငြိမ်ခြင်းဟာလည်း level အမျိုးမျိုးရှိတယ်ကိုတည်ငြိမ်ခြင်းတလောက်စက်တည်ငြိမ်အောင်အများကြီးကြိုးစားလို့ရတယ်မှတ်ဉဏ်ဆိုတာလည်းဒီထက်ကောင်းအောင်ကြိုးစားလို့လိုတယ်ပိုတယ်ဆိုပြီးတော့မရှိတဲ့အရာတွေပေါ့နော်ဒါကြောင့်မို့လို့ကိုယ့်အတွက်ကောင်းကျိုးရှိတယ်ဘယ်လိုမျိုးခေဒီလိုအတန်းဒီမှာအဓိကဘဝထဲမှာသုံးဖို့တင်တယ်အဲ့ဒါဆိုလို့ရှိရင်ဘယ်အချိန်မှာဒါတွေကိုသုံးရမှာလဲဆိုလို့ရှိရင်အဓိကအားဖြင့်ဒီနေ့ရဲ့မူထွာလေးကစာချက်ချိန်နေစာချက်ခံဒီအချိန်နေတရားထိုင်နေတဲ့အချိန်နေအောက်မှာစိတ်တွေပူတယ်ပြီးသွားရင်ကောင်းအိတ်လို့မရဘူးခဏခဏနိုးတယ်အဲ့တဲ့အချိန်မှာလည်းဟိုအိမ်မက်ဆိုးတွေမှတ်တယ်စသဖြင့်ပေါ့နော်ရင်သေးရဲ့စိတ်ထဲရဲ့မတည်ငြိမ်ခြင်းပေါ့ပင်ပန်းခြင်းโอเคအဲ့ဒီအရာလေးအားလုံးကိုကူညီပေးနိုင်တယ်အဲ့လိုမျိုးပေါ့နော်တစ်ရက်လောက်လုပ်ရဆိုရင်ကူညီပေးနိုင်တယ်နှစ်ရက်သုံးလေးငါးရက်9 ရက်လောက်စက်တိုက်လုပ်သွားမယ်ဆိုလို့ရှိရင်ထူးထူးခြားခြားပို့ပြီးတော့မှတ်ဉာဏ်นี่ကောင်းနေတာအဲ့လိုလွယ်ပြောတာတွေကအစကိုရရှိစေနိုင်တယ်ပေါ့နော်အားကြောင့်မို့လို့လုပ်လို့ရတယ်ကဲအဲ့ဒီမှာဆက်ပြောလို့ရမယ်ဥစ္စာကဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ကဘလောက်အချိန်ပေးပြုလုပ်ရမှာလဲဒါဆိုလို့ရှိရင်သူကိုအချိန်ရသလောက်9မိနစ်ကနေပြီးတော့15မိနစ်လောက်ပြုလုပ်လို့ရတယ်အဲ့လိုပေါ့နော်โอเคတနေ့ကို45မိနစ်စုစုပေါင်းလေးလုပ်လိုက်တယ်ဆိုလို့ရှိရင်လည်းမစိုးဘူးတဲ့ဟုတ်ပြီ7မိနစ်ဆိုလို့ရှိရင်လည်းအခုကမနက်ခင်းပိုင်း7မိနစ်ညနေပိုင်း7မိနစ်နေ့လယ်7မိနစ်ဆိုလို့ရှိရင်ပဲမိနစ်30ရပြီပေါ့နော်အဲ့တော့တနေ့စာလုံးအတွက်ဆိုတော့45မိနစ်လောက်လုပ်တယ်ဆိုလို့ရှိရင်တော်တော်ကိုမစိုးဘူးပေါ့နော်တော်တော်ကောင်းကောင်းလုပ်နိုင်တယ်လို့ပြောလို့ရတယ်တဲ့ဒီချိန်လုံး45မိနစ်ကြီးမထိုင်ပြရင်တော့9မိနစ်လေးစီ7မိနစ်လေးစီကြိုးစားလို့ရတယ်โอเคကိုယ့်ဘာသာကိုဒီတိုင်းပဲကြိုးစားခြင်းလို့ချင်းလဲရတယ်လို့ကိုဘွားရဲ့အချိန်ကြီးကိစ္စရက်တွေဒီလိုပေါ့နော်စာကြက်တဲ့အချိန်ကြီးစာမွေးဖြေရမယ့်အချိန်ကြီးရုံးမှာ presentation ပြရမယ့်အချိန်ကြီးအဲ့တော်တော်များများမှလဲသူတွေကတုံပြလို့ရပါမယ်နော်အဲ့လိုမျိုးလေး9မိနစ်လောက်ဒါလေးနဲ့ထိုင်ပြီးသွားတဲ့ခါကျရင်ကိုဟာပုံမှန်ထက်တည်တည်ငြိမ်ငြိမ်နဲ့ပြုလုပ်နိုင်မှာဖြစ်တယ်နော်တွေးခေါ်ယူဆလောက်ကင်နိုင်မှာဖြစ်တယ်โอเคအကြတော့ကဆောင်ရန်အနေနဲ့ဆိုလို့ရှိရင်သူကလက်ထိတ်ကလေးနှစ်ခုကိုထိတဲ့အခါမှာတဲ့ညင်ညင်တတလေးပဲထိထားပါတဲ့အတင်းဖိထားတဲ့ကိစ္စကိုမလုပ်ဘူးပေါ့နော်ပြီးသွားရင်အားဆိုင်ပြီးတော့မဖိဘူးเนาะโอเคထိုံလေးပဲထိထားမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီလိုလေးပြပေးတာအားလုံးအတွက်လွယ်ကူရိုးရှင်းမယ်လို့ယုံကြည်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်အားလုံးပဲပေါ့နော်โอเคလားဒီလောက်အထိနားလည်လားကျမကို yes လေးမှန်ပေးပါဦးอืมဟုတ်ပြီ
yes ဟုတ်ပြီ okay ဟုတ်ပြီဒါဆိုလို့ရှိရင်နောက်ထပ်တစ်ပိုင်းလေးကိုသွားမယ်သူ့ကိုကျမတို့အနေနဲ့ပေါ့နော်လက်ကလေးကိုအဲ့လိုထားပြီးတော့အဲ့ဒီဂါထာအနေနဲ့ဆိုလို့ရှိရင်အုံးဆိုတာလေးကိုရှူသွင်းရှူထုတ်လိုက်အုံးဆိုတာလေးကိုပေါ့နော်ဥပမာ10မိနစ်15မိနစ်ဖြစ်ဖြစ်ဒါမှမဟုတ်108ခေါက်လောက်ဖြစ်ဖြစ်ပေါ့အုံရွတ်တယ်ဆိုတဲ့အခါမှာတွဲပြီးတော့ဒီမုဒွာနဲ့တွဲလုပ်တယ်ဆိုလို့ရှိရင်လေတစ်လလောက်ကိုလုံးမယ်ဆိုလို့ရှိရင်တော်တော်လေးကိုစိတ်ရောကိုယ်ရောအားဖြစ်ပြီးတော့တည်ငြိမ်ပြီးတော့ညံပေါ့အတွေးညံလေးတွေကောင်းလာတာကိုလည်းထူးထူးခြားခြားတို့တွေတွေ့ရနိုင်တယ်တဲ့နော်ဟုတ်ပြီဟုတ်ပြီဒါဆိုလို့ရှိရင်ဒီကောင်းကျိုးများနဲ့ပတ်သက်ပြီးတော့အစောနာအသေးစိတ်လေးတွေဇာတ်မှာပြောခဲ့ပြီးပြီအသေးစိတ်ကိုကြားလို့ရှိရင်ဒီမှာဟို page မှာတင်ပေးလိုက်မယ်ပေါ့နော်ဟုတ်ပြီအသေးစိတ်ကောင်းကျိုးတွေကတော့ဒီလိုရှိတယ်ပေါ့နော်อืมမတရားထိုင်သူတွေ spiritual လမ်းကိုရှောက်လန်းနေသူတွေစသဖြင့်ပေါ့နော်သုံးသင့်တယ်စိတ်တက်ကြနေတဲ့သူတွေအာရင်ကြနေတဲ့သူတွေသုံးသင့်တယ်ပေါ့နော်တတိစာလေးကိုရေးပေးထားတယ်ဟုတ်ပြီနော်ထိုးထွင်းသိမြင်မှု intuition တို့ဒီအရာတွေလည်းကောင်းလာစေတယ်ဟုတ်ပြီဒီကြတော့လက်တွေ့မှာဘလို့အသုံးချမလဲဆိုလို့ရှိရင်မနဲ့စောစောထားတဲ့အခါမှာတရားထိုင်တဲ့ဘာမှမလုပ်ခင်တရားထိုင်နေဆိုလို့ရှိရင်ဒီမှုတော်လေးဆောင်ပြီးတရားထိုင်မယ်ဆိုလို့ရှိရင်လည်းတစ်နေ့လုံးမှာကြည်ကြည်လင်လင်လန်းလန်းဆန်းဆန်းဖြစ်စေရဲ့တဲ့အစာမပွဲတွေရေးကြီးကိစ္စတွေမတိုင်ခင်မှာလည်းဒါလေးကို9မိနစ်10မိနစ်လေ့ကျင့်ပြီးတော့ပြုလုပ်လိုက်မယ်ဆိုလို့ရှိရင်လည်းဒီအရာကိုတည်တည်ငြိမ်ငြိမ်နဲ့ပေါ့နော်ဖြည့်ဆို့နိုင်မယ်စသဖြင့်ပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့အဲ့ရဝင်ကန်ဒီအချိန်ဒီမှာ9မိနစ်10မိနစ်လေ့ကျင့်မယ်ဆိုလို့ရှိရင်တို့ရဲ့အနေနဲ့ကိုယ့်ရဲ့စိတ်ကိုတည်ငြိမ်စေပြီးတော့နှစ်ချိုက်ချိုက်အာယုံကြောစီကိုပေါ့နော်ပြေရော့စေပြီးတော့နှစ်ချိုက်ချိုက်အိပ်ပျော်စေတယ်ဒါကြောင့်မို့လို့တို့ရဲ့ဒီအစီအစဉ်ဒီမှာပြတာဒီအကြောင်းတွေပြောပြီးရင်7မိနစ်တရားထိုင်နေဆိုတာကဒီဟာပြီးရင်တို့တွေကလှုပ်ဆောင်စရာကိစ္စလေးတော်တော်များများလုပ်ပြီးရင်အိပ်တော်မှာပေါ့နော်အဲကြတော့ဒီကအပြင်ဆိုလို့ရှိရင်တော့ဒီညအိပ်ရဝင်ကန်ဒီ time ကိုယူထားတာလို့ပြောလို့ရမယ်ပေါ့နော်အဲကြောင့်မို့လို့ဒီ7မိနစ်လေးတစ်ခါလေးလှုပ်သွားခြင်းဟာကိုယ့်ရဲ့ညအိပ်ရဝင်တဲ့ quality sleep quality ကိုပေါ့နော်တိုးမြင့်ပေးနိုင်ပါတယ်ဒါဆိုရင် sleep quality တိုးမြင့်တဲ့အခါမြင့်လာတဲ့အခါမှာမနက်ခင်းဒီမှာအရင်ငါထပ်ပို့ပြီးတော့တော်တော်လက်လက်ထက်ထက်မြက်မြက်ရှိနေတာကိုတို့တွေတွေ့ရမှာဖြစ်တယ်ဟုတ်ပြီနော်ဆက်ဆံရေးတွေမှာလည်းပို့ပြီးတော့ဒေါသတွေနေပြီးတော့စိတ်လျှော့ကိုလျှော့လေးနဲ့ဒါကိုယ့်ရဲ့ဆက်ဆံရေးပေါ့နေ့စဉ်အရာတွေမှာလည်းကောင်းကောင်းမွန်မွန်လုပ်နိုင်မှာပေါ့နော်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်တို့တွေပြီးသွားရင်မှစိုးရိမ်ပူပန်မှုစိတ်ဖိစီးမှုတွေဝင်နေတဲ့ခါဒီမှာလည်း9မိနစ်လောက်ထိုင်ပြီးလုပ်လိုက်လို့ရတယ်။အဲမှုယထာပေါ်ကားပေါ်လေရင်ပေါ်အဲ့လိုမျိုးအချိန်ဒီမှာလဲ तू ကတိတ်မခတ်ဘူးလက်ကလေးကိုဒီလိုထိထားတာဖြစ်တဲ့အတွက်အဲ့လိုလေးကိုထိထားဘေးချထားတာကိုဘေးရလူတွေအဲ့လောက်ထိသတိထားမိမှာမဟုတ်ဘူးအဲ့လိုပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီဟာကိုကားပေါ်လေရင်ပေါ်ယထာပေါ်ဒီမှာလဲသုံးလို့အကောင်းဆုံးမှုတော်လို့ပြောလို့ရတယ်အဲ့လိုပေါ့နော်လက်တစ်ဖက်လုပ်ရင်လက်တစ်ဖက်လက်နှစ်ဖက်လုံးလုပ်ရင်လက်နှစ်ဖက်ပေါ့နော်လှုပ်ဆောင်လို့ရတယ်ဒါဆိုလို့ရှိရင်အဲ့ဒီအချိန်တွင်းမှာခါရတယ်တည်တည်ငြိမ်ငြိမ်လည်းဖြစ်စိတ်လည်းငြိမ်အကုန်လုံးလှုပ်ဖြစ်တာပေါ့နော်ချို့ဆိုရှိတယ်ကျမဒီပညာတွေကိုမသိဖြစ်ပါဘူးဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ပေါ့နော်အိမ်မှာအိမ်တွေကိစ္စတွေများတယ်ဟိုကိစ္စတွေများဒီကိစ္စတွေများတယ်အလုပ်တွေကတအားရှုပ်တာစသဖြင့်ပေါ့နော်အဲ့လိုလူတွေဆိုလို့ရှိရင်လည်းကားပေါ်သွားရင်းနဲ့ယထာပေါ်သွားရင်းနဲ့ဖယ်ရီစီးရင်းနဲ့လေရင်ပေါ်တက်နေလေရင်ပေါ်မှာသွားရင်းနဲ့ကိုလက်ကလေးကိုဟောဒီလိုလေးထိထားလိုက်ပြီးတော့ဖြည်းဖြည်းရှူဖြည်းဖြည်းထုတ်ကလေးလှုပ်ယုံနေတယ်ဒီအကျိုးကိုရရှိမှာဖြစ်ပါတယ်နော်ဟုတ်ပြီဒါဆိုလို့ရှိရင်တို့က9မိနစ်ကနေ15မိနစ်လောက်အထိပေါ့နော်တစ်ချိန်လေးတွေမှာလှုပ်သွားလို့ရတယ်ပြီးကနာအနေနဲ့ပေါ့နော်အဲ့လိုမှမဟုတ်ကျေးဇူးပြောမဟုတ်ဘူးကျွန်တော်ကဒီနေ့ကိုတရားထိုင်ချိန်အများကြီးပေးတတ်တာဆိုလို့ရှိရင်လေမိနစ်30 45မိနစ်စသဖြင့်ပေါ့နော်လှုပ်လို့ရပါတယ်တဲ့ဟုတ်ပြီနော်ဟုတ်ပြီဒါဆိုလို့ရှိရင်တို့ရဲ့ဒီနေ့ရဲ့ mudra meditation လေးကို guided meditation လေးကိုသွားလိုက်ရအောင်နော်